ကဲမင်္ဂလာပါဗျာ2 နာရီနဲ့3 မိနစ်ရှိပြီကွာမနက်2 နာရီတော့ည2 နာရီအဲ့လိုလားမနက်လားဘာကြီးလဲကျွန်တော်ဗျာဒီနေ့ကျွန်တော်မိတ်ဆွေတငယ်ချင်းတယောက်နဲ့တွေ့မလို့ဗျာသူနဲ့မတွေ့တာလဲကြာပြီပေါ့နော်ပြီးတော့သူကတော့ရုပ်တွေပါလေပြတာအစင်မပြေဘူးတင်တယ်ခဏနေလေမေးကြည့်မယ်လေရုပ်တွေပါလေပြလို့ရရင်တော့ရုပ်တွေပါလေထည့်မယ်လေပြလို့မရရင်တော့မထဲတော့ဟုတ်တယ်မလားမင်းနေတော့ကွာသွားနေတယ်အော်ခါမလားမသိဘူးသူကဒီစီလုံးမလို့တပြစီလုံးဆိုပြောတာပေါ့နော်ထိုင်းလိုကတော့စီလုံးလို့ပြောတာပေါ့နော်သူကဘာမှလုံးဝသူကဆရာကြီးဗျအရက်တွေပါလိဖြော်တာပေါ့ကော့တေးလို့ပါလို့ဖြော်တာပေါ့သိရမလားသူကဆရာကြီးကျွန်တော်ကတိတ်မလို့တက်အဲ့တော့လာတာကောင်းတယ်အဲ့လိုမီးရဒီမှာအမြဲတမ်းဒီတိုင်းပဲရှင်းနေတာအမြဲတမ်းအညာဘယ်နိုင်2 နာရီနဲ့4 မိနစ်ရှိတိုးမယ်နော်ကျွန်တော်တွားနေကြလမ်းဗျာဒီလမ်းကြောက်လေကျွန်တော်ဗီဒီယိုကြည့်တဲ့လူတွေကဒီလမ်းကိုအီနေလောက်ပြီတက်လားဒီလမ်းအီနေလောက်ပြီကျွန်တော်ဟိုတနေ့ကပြောတယ်ဘာလဲဆိုရင်ဗျာဒီအပေါ်မှာပြောဗျာဒီတရားပေါ်မှာဆိုင်ကယ်တက်လို့မရဘူးကျွန်တော်ပြောတာသဘောပေါက်လားဟိုမှာမော်တော်ဘီကယ်တော့တက်လာပြီမော်တော်ဘီကယ်တက်လာပြီလိုက်ရိုက်မယ်ဒီကောင်ဗီဒီယိုလိုက်ရိုက်မယ်ဒီကောင်ဒီကောင်မီးမပါနောက်ကမီးမပါဒီကောင်မီးပိတ်လိုက်တာလားဒီကောင်ဂျင်းကောင်ပဲတကယ်ဆိုတက်လို့မရဘူးသိလားဘာကြီးလဲရှိရကျွန်တော်ဒီတရားကနေချိုးရမှာဗျာပြီးလုံခောက်ကိုလေတရားပေါ်တက်လို့မရအောင်တိုက်ရင်လမ်းနေလွဲကုန်ပါโอเคကျွန်တော်ဒီဘက်ကိုသွားလိုက်အောင်မယ်ဒီတရားကနေဒီလိုလေးသွားရမှာလမ်းပြင်နေတာတော့လောက်ပါတော့အားလုံးမှာမီးမိတ်တုံနဲ့မလုံးနဲ့ည2 နာရီညမအေးစပါအကုန်လုံးစောက်တလွဲတွေဖြစ်ကုန်မယ်မီးကမိတ်တုံလာမလုံးပြနဲ့ညကြီးဟုတ်တယ်လီးတယ်မှာပဲခဏနေဘီယာတောက်မှာဟေးကလေးမို့လားဟုတ်ပဲတောက်မတောက်အခုကနည်းနည်းပါးပဲတောက်တာဘိုင်းစီကဲတွေပြုတ်ကုန်မယ်ကားတွေကလည်းရှေ့နောက်ကြည့်ဦးစာထုံးဆွဲ3လားဆွဲ5လားရှေ့မှာတန်နေပါဆိုရင်တော့မလုံးနဲ့တော့မင်းတော့ကိုစုပ်ပြတ်ကုန်မှာတော့လောကကြီးကလမ်းကြောက်တယ်အခုတော့မကြောက်အပြန်ကြရင်ပိုကြောက်ရမှာဘာလို့လဲဆိုတောက်မှာလေမှန်းလေဘူးနေအောင်တောက်မှာလမ်းပြင်နေတယ်ဒီရှယ်လမ်းမလားလုံးနေမှာဒါစီတန်ကြော်လေးမဟုတ်လားနော်
那这些那么沙滩水滩冇啦，好得嘞，ဒီမှာလေးဟာကျောင်းဝင်တော့ဘယ်တော့လဲငါတော့ကွာယူနေပြီကွာဒီနိုင်ငံမှာနေတာ20ရှိတော့မယ်ကျောင်းတော်ခေါ်တော့တွေဖြစ်ကုန်ပြီလူကလူရလိန်စားပြီးတော့တိုးတက်နေကွာနော်ငါလုံးမလောကကြီးကကြောက်ဖို့ကောင်းတယ်နော်ဟေးလို့မင်းယူခါသွားမယ်နော်ဒီမှာမင်းမေစပါကျောင်းတော်ကောင်းတော့တွေဖြစ်ကုန်မယ်ညီလေးဤတွေမှန်ကုန်မယ်တလားဒီမှာငါ brother ဒီမှာလောက်တာကွာ small လောက်တာ smalls brother small လောက်တာကျွန်တော်ကတော့ big တို့ဘယ်လိုနဲ့တူလိုက်တာဒီကောင်ကဒီကနေပြေးသွားရကောင်နော်လူလောကကြီးသွားခဲ့ပြီရိုးကျွန်တော်စောင့်နေတော့ဒီမှာအလုံးလို့တယ်ဒီမှာသူကညတိုးလို့မိုက်တယ်လာတာလည်းကောင်းတယ်ကျွန်တော်ပဲလာတာမကောင်းဘူးကျွန်တော်ရဲ့ဒီ account ကို subscribe လေးလုပ်ဖို့မမေ့နဲ့တော့တငယ်ချင်းတို့အားလုံးကိုမင်္ဂလာပါ bye bye